OneBase POS register လုပ်ရင် online e-commerce တခု free ရတယ်ဆိုတာကိုတော့သင်သိပြီမလားဒီနေ့မိမိဆိုင်ရဲ့ online e-commerce လေးမှာဘယ်လို setting လေးလုပ်လိုက်ရတယ်ဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်မင်္ဂလာပါ OneBase မှာကြိုဆိုပါရစေပထမဆုံးအနေနဲ့ menu ထဲမှာ online ဆိုသွားပါအဲ့ဒီနောက်ငွေလက်ခံရနည်းလမ်းများနဲ့ domain ဆိုတာလေးတွေ့ပါလိမ့်မယ်ငွေလက်ခံရနည်းလမ်းများဆိုတာက customer တွေကမိမိရဲ့ online e-commerce ကနေဈေးဝယ်တဲ့အခါတခါတည်းငွေပေးချင်မယ်ဆိုရင်ဆိုင်ရဲ့ငွေလက်ခံမဲ့နည်းလမ်းများပြီးမဲ့အချက်လက်များကိုဖော်ပြထားပေးဖို့ဖြစ်ပါတယ်ဒါဆို customer တွေကတခါတည်းဝယ်တခါတည်းငွေရှင်းလို့ရပြီလေ domain ဆိုတာက register လုပ်လိုက်တာနဲ့ OneBase ဘက်ကနေပြီးတော့သတ်မှတ်ပေးထားတဲ့ preset website link မှာဒီ website link လေးကိုလည်းမိမိတို့စိတ်တက်ပြန်လည်ပြင်ဆင်လို့ရတယ်နော်ကဲဒါဆိုဆိုင်မှာဝယ်ထိုင်ပြီးတော့ဝယ်သူစောင့်နေတာတွေ online ကနေလာမင်းတို့မြ reply ပြန်ရတဲ့ဒုက္ခတွေကင်းဝေးပြီးအိတ်နေရင်တော့ပစ္စည်းတွေက auto ရောင်းထွက်ငွေတွေဝင်နေမဲ့ online store e-commerce တွေကတင့်အတွက်အဆင်သင့်ပါ